ဟုတ်ပါလေသူတို့ကိစ္စကြောင့်တက်တက်လဲပြောတာပဲပြောလို့မရတော့လေဆိုတော့လက်ပါရောညံမရှိလို့လားအကူကမောင်းပြေးရသူပါနေတော့နောက်ဆုံးတယောက်ကရေးသားဟောင်းမမေ့သေးတော့မမရှင်ပြောပါရှင်ပြောပါဟယ်လိုတိုက်ဆိုင်လို့မေတိုက်ဆိုင်လို့တတိယနေရမလားဥစောရေတချို့တွေကတတိယနေတည်းရဲ့တတိယတိုင်းမြတ်တာပို့ဟဲ့ဖေးစီများနေကောင်းလားကောင်းပါရှင်ကျမနေကောင်းပါရဲ့ရှင်မကောင်းတော့ဘာမှမရှိအိတ်တီးလား no အိတ်တီးပါဘူးအိတ်လို့မရသေးဘူးလေတက်တက်လိုက်တိုင်းတာမပြေသေးပါဘူးလို့တည်လိုက်တိုင်းတာပြေတယ်ပြင်းလို့တက်တက်လည်းမအိတ်သေးဒီချိန်ကတက်တက်အိတ်တဲ့ချိန်မဟုတ်ဘူးတိလားတက်တက်အိတ်တဲ့ချိန်ကတက်တက်တနားရီ2နာရီမှတက်တက်ကျိုးတာမရှင်ထွက်သွားပြီနမေတက်ပြောပါတဲ့တစုံတယောက်ဆိုတော့ပတ်ဝန်းကျင်မှာတိကန်တစုံတယောက်ဆိုတာအဲ့မှာကိုတောင်းဆိုရတယောက်ပါရှင်လွမ်းတာသူကရေးစားဟောင်းတလုံးမမေ့ဘူးတော့မမေ့ဘူးချစ်ချင်းမြတ်တာနဲ့ပတ်သက်လာလို့ရှိရင်တစုံတယောက်တော့ကလေးကိုကြည့်တော့ဒီကကာကြီးမတွေလိုပဲတားရည်ရမျက်နှာပေါက်မှာတော်စင်နေတားရည်ဒါတော့မှနည်းနည်းမဲခြင်းဘာလို့လဲဆိုတော့နေပူလေးရန်သွားလို့ဒီနေ့ဆိုနေလောင်တာလို့နေလောင်တိုက်ဆိုင်လို့ပါဆိုတိုက်ဆိုင်နဲ့မေ့လိုက်တော့လို့ဒီလောက်တတိတွေပေးနေအောင်သူ့မှာမမိနိုင်ရေးစားရှာပြီးတော့လည်းမတွေ့ဘူးကြိုက်ဘူးတဲ့မလိုဘူးတဲ့ရှိတယ်တဲ့ပြီးတော့ရှင်သူပဲလွမ်းစားခဲ့ဝယ်လိမ့်နေအပြင်မှာလိမ့်နေဒါပေမဲ့တက်တက်အရန်ပြင်းနေစကင်ကရမှာတက်တက်မျက်နှာလေးဒါအဖက်နည်းနည်းပါလို့တဲ့ဝက်ချန်နေမှာတော့တက်တက်အဲ့လိုစကင်ကရမှာဗျာဒါပေမဲ့ဟိုဖွင့်ပြောတော့မှာဖွင့်ပြောရင်ပြောမပြောရင်တွေ့ရေးစားရသွားပြီဆိုတာနဲ့တက်တက်တော့ကိုတောင်းရေးစားရပြီဆိုတော့တက်တက်လိုက်မှာကဗျအမရောက်လာတာအမူးပါပြေပါဟုတ်တယ်တက်တက်လည်းတကယ်ပြောကျမတက်ပါတက် feeling လေးနဲ့ thank you ပါကျေးဇူးအများကြီးတင်ပါတယ်အပါလူတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကိုကြီးပျောက်နေရနော်တက်လိုက်ခုမှလာဘယ်တွေရောက်နေတာပြောဘယ်တွေရောက်နေရလဲthank you so much ကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါ3 star ပြေးပါပြီတုံကျေးဇူးအများကြီးတင်ပါတယ်ရှင်စားငယ်အပါဖောက်တာလိုင်းကျေးဇူးပါဖောက်နေကျေးဇူးပါရှင်အပါဖောက်တာပေါ့အများကြီးတင်ပါတယ်နော် thank you ကျေးဇူးအများကြီးတင်ပါတယ်ကိုကြီးရေတက်တက်အခုလိုမျိုး support ပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်လုပ်ငန်းကိုင်နေဆက်ရအဆင်ပြေပါစေအပါလုပ်ငန်းကိုင်ဒီနေ့တော့ twister ဖြစ်သွားရင်တတ bye thank you နော်ကိုကြီးရေကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်လည်းတက်တက်ရှိလိုက်ကိုလာလေအောင်တော့ပျောက်သွားဟိုးတစ်ခေါက်ရောက်ပြီတဲ့နော်စားပြီးကြပြီလားအော်ကိုကြီးကဟိုဒီချိန်ကျတော့ထိုင်မှာဆိုခုမှအလုပ်စင်းတာလားခုမှအလုပ်စင်းတာနဲ့တွေ့ရခုမှအလုပ်စင်းတာမလားဘီမိုင်းပြင်ကောင်းမလားလို့ဘီမိုင်းပေးပါလားတစ်
ဟာမမရဘူးဘီရင်မာကြီးဆိုတာ